အလုပ်တွေတော့အရင်များနေတာပဲဒါပေမဲ့ဒီနေ့ကုန်သွားရင်ငါဘာတွေများထိရောက်ရောက်လှုပ်လိုက်မိလေလို့ကိုပြန်မေးဖို့ပါသလားအရာရာကိုလိုက်လုံနေပေမဲ့ဘာတစ်ခုမှအဖက်မတင်သလိုခံစားနေရပြီဆိုရင်သင် essentialism ရဲ့အကူအညီလိုနေပါပြီ essentialism ဆိုတာဘာလဲ mindset Greg McKeown ရေးထားတဲ့ဒီစာအုပ်ရဲ့အဓိကဆောင်ပုဒ်က less but better ပါနည်းနည်းပဲဒါပေမဲ့ပိုကောင်းကောင်းပေါ့ non-essentialist တယောက်ကအရာရာကိုအရေးကြီးတယ်ထင်ပြီးအကုန်လိုက်လုပ်တယ်ရလတ်ကတော့ပင်ပန်းယုံမရှိတာပါ essentialist ကတော့အရေးမကြီးတဲ့အများပြားတဲ့ကနေအရေးကြီးဆုံးအနည်းငယ်ကိုပဲရွေးထုတ်ပြီးသူ့ရဲ့စွမ်းနာအားလုံးကိုအဲ့ဒီအပေါ်မှာပဲပုံအောလိုက်တာပါရွေးချယ်မှုနဲ့အပေးအယူ trade off ကျွန်ုပ်တို့မှာအမြဲတမ်းရွေးချယ်ပိုင်းခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့အကုန်လုံးကိုငါရအောင်ယူမယ်ဆိုတဲ့အတွေးကတင့်ကိုကြာရှုံးစေပါလိမ့်မယ်တခုကိုရွေးရင်တခုကိုစွန့်ရစမြဲပါဒါကို trade off လို့ခေါ်ပါတယ်အကုန်လုံးကိုဘယ်လိုလုပ်ရမလဲလို့မမေးပါနဲ့ဘယ်အရာကငါ့အတွက်အောင်မြင်မှုအကြီးမားဆုံးပေးနိုင်မလဲဆိုတာကိုပဲကိုမေးကြည့်ပါအဆင့်3ဆင့်ဖြင့်အကောင့်ထဲဖော်ခြင်းအဆင့်1ရှာဖွေလေ့လာခြင်း explore အရေးကြီးဆုံးအရာကိုမရွေးခင်မှာတေချာစဉ်းစားပါမခီးဝမ်က90%စီးမင်းကိုသုံးဖို့တိုက်တွန်းထားပါတယ်ရွေးချယ်စရာတစ်ခုက90%ကျော်လောက်အထိမကောင်းရင်လုံးဝဝါ0လို့သတ်မှတ်ပြီးငင်းပယ်လိုက်ပါအဆင့်2ဖယ်ရှားခြင်း eliminate အရေးမကြီးတာတွေကိုရဲဝံ့ဖယ်ထုတ်ပစ်ပါအားနာလို့လိုက်လုံနေတာတွေကိုရပ်လိုက်ပါမဟုတ်ဘူး no လို့ရင်ကြီးစွာငင်းတက်ဖို့လိုပါတယ်တင့်အချင်းကိုတင်မကာကွယ်ရင်ဘသူမှလာမကာကွယ်ပေးပါဘူးအဆင့်3အကောင့်အထည်ဖော်ခြင်း execute ရွေးထားတဲ့အလုပ်တွေကိုအလေးအချင်းဖြစ်အောင်လုပ်ပါနောက်ပြီးမမျော်လင့်တဲ့အခက်အခဲတွေအတွက်အချိန်ပိုခြံခန်းဖို့လဲမမေ့ပါနဲ့ essentialism ရဲ့အနှစ်သာရကဘလို့အလုပ်ပိုလုပ်မလဲဆိုတာမဟုတ်ပဲဘယ်အရာကအရေးကြီးဆုံးလဲဆိုတာကိုရှာဖွေတာပါစာအုပ်ထဲကနာမည်ကြီးခုတ်တစ်ခုနဲ့ပဲညီကုန်းချုပ်ပါရစီအကယ်လို့တင်ဘဝရဲ့ဦးစားပေးတွေကိုကိုယ်တိုင်မတတ်မှတ်ဘူးဆိုရင်တခြားသူတွေကတင့်အတွက်တတ်မှတ်ပေးသွားပါလိမ့်မယ်ဒါကြောင့်ဒီနေ့ကစပြီးတင့်အတွက်အမှန်တကယ်အရေးကြီးတဲ့အရာတွေကိုပဲရွေးချယ်လှုပ်ဆောင်ကြည့်ပါဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လုပ်ပေးခဲ့ပါအောင်တင်ရောအခုလက်ရှိမှာအရေးမကြီးပဲလုပ်နေမိတဲ့အလုပ်တွေရှိလား comment မှာပြောပြသွားကြပါအောင်နောက်ထပ်စာအုပ်အနှစ်ရှုပ်တွေကြည့်ဖို့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်အားလုံးပဲ less but better ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ